တကယ်ကြီး အေးနင်းရောက်ပြီလား ရောက် နင်းကချင်းပြပါပြောမလို့ပြော အေးဟေးငါလည်းအမေလေးတုံးထွက်လာတာငါလေးတိလာနည်းနည်းလေးအခက်ခဲလေးဖြစ်နေလို့လေငါ့ကိုလေပတ်စံလေးတသိန်းလောက်ခဏချီပါလားဟဲ့ငါအလုပ်ရရင်တော့ပြန်ဆက်မယ်လေဒါမှမဟုတ်လို့ရှိရင်လေငါယောက်ျားအလုပ်ရလို့ရှိရင်ပြန်ဆက်ပေးမယ်လေ အေးပါချီးရတော့ဟုတ်ပါပြီငါပြောတာငါအခုလို့တဲ့တော့ငွေသားတော့မပါဘူးနင်း KB နဲ့ပဲငါလွှဲပေးလိုက်မယ်လေ အေးကေပေးလိုက်ရပါတယ်ငါယောက်ျားအကောက်ထဲလွှဲပေးလိုက်လေငါဒါနဲ့နေပါငါမျိုးတော့ပြန်မပြောနဲ့နော် အေးပါ တော့ကြောင့်နေအလုံးမရှိကိုင်မရှိလေမများနဲ့ဟိုပတ်စံပတ်ချီနေရဆိုပြီးပြောခိုင်းမှကြောက်လို့ အေးပါဒါပေမဲ့ငါတော့ပုံမှန်လေးတော့ပြန်ဆက်ပေါ့အေးနော် အေးပါ ဒီကတော့ဒီခါတော့ငါ့ကိုတေချာပေါလေးတော့ဆက်ပေးဦးမယ်နော် အေးပါဆက်ပါပဲဒါငါသိကျင်တာတခုမေးချင်လို့အရင်ဆိုလို့ရှိရင်လေငါလေနေ့စီကလေနှစ်ခါသုံးခါလောက်တော့ချီးဘူးတာပေါ့ဒါပေမဲ့ညလေအများနဲ့ညီးရနော်အခုဒီတစ်ခါကျတော့ချောချောမှုမေ့ပါလားငါ့ကိုချီးတာ အဲ့တော့ငါလုံးမရှိဘူးလေဟာ အခုကနေအလုပ်ရသွားပြီပေါ့ ငါလုံးနေတဲ့လုပ်ငန်းကနင်တို့လင်မယားနဲ့လေလှုပ်ရှင်လုပ်လို့ရတာပဲ ဘာလုပ်ငန်းတော့ အပြောရမယ်ငါလုံးနေတဲ့လုပ်ငန်းကအခုလက်ရှိကငါစက်စာဆက်ရုံမှာလုပ်နေတာ ဟော နော်ထုတ်လုပ်မှုပိုင်းနဲ့လုပ်နေတာလားစာဆိုလို့ရှိရင်ငါအတွက်ကနေကြရောစားကြရောဒီလိုဘက်ကစီစဉ်ပေးတယ်ဟာအဲ့တော့ငါအတွက်ကတရင်လားစာ6သိန်းထက်ကရနေတာအားကြောင့်မို့လေငါနင်ချင်းနေတဲ့အချိန်ငါရောအိမ်လိုပေးနိုင်တာလीနော် အဲ့ဒါကြတော့လင်မယားနဲ့လုပ်လို့ရလား မရဘူးလေ မရ ဆဲလို့ရမှာပေါ့နင်တို့ကလေ ဟော ပတ်စံလိုချင်တော့လင်မယားတွေမရဘူးတကယ်ချင်းပတ်စံလိုချ အေး င် အဲ့ တော့ ဆိုမဟုတ်လေငါလည်းအဲ့ဆိုလို့ရှိရင်ငါနင်တစ်ချက်လောက်ပြောပြပါလားငါ့ဟိုကလေငါယောက်ျားထည့်ပေးမယ်လေငါယောက်ျားအလုပ်ရပြီလာစားရပြီဆိုလို့ရှိရင်တော့နင်းရဲ့ဒီတသိန်းကိုငါပြန်ဆက်ပေးမယ်လေ ဒီ တ ပါ ကယ်ချင်းက ဒီ လေ မို့နေကိုရလို့ရှိရင်တော့ငါပြောပြကြမလို့ပါဘူးနင်တို့သိချင်ဖုန်းလေးတော့ဆက်မိလိုက်အဲ့ရငါတို့ရဲ့မန်နေဂျာပဲ ငါဖုန်းနံပါတ်လေးတစ်ခါတည်းပေးလိုက်ဟဲ့ငါ ဖုန်းနံပါတ်လေး အဲ့ တော့ငါ ငါပြသွားပြီဆိုတော့နင်ကငါ လိုက်မလား တသိန်းပြင်လေနောက်ထပ်ဖိုးပါငါနင်ကိုပေးမယ် ဟောကျန်းတာဗလားနင်က လာစားဗလား ဒါသာတရင်6သိန်းလောက်ရမှာပြည့်မှာနေပြောင်းစားကြအောင်ပြီးတော့တရင်6သိန်းလောက်တော့ရမှာနော်အဲ့လိုမျိုးရှိတယ်တော့ဖုန်းနံပါတ်ရင်လိုက်မှလား အေးလောက်ပြောပါဦး39 63လုံး 6363လုံး အေးဟုတ်တယ်994 994 130 130 အဲ့ဒါအဲ့ဖုန်းကိုဆက်မိလို့ရတယ်ဒါမှမဟုတ်ရင် तू ကဖုန်းဟိုဒီ Viber နေပဲမေးလို့အဆင်ပြေမှာပါညာဆိုလို့ရှိရင် Viber ဖုန်းနဲ့တော့ငါပြောပေးမယ် အေးပြော 39 39 4 4 53လုံး 5 30 30 939 939 အဲ့ဒီ Viber ကိုလည်းဆက်ပြီးတော့မေးလို့ရတယ်နော်အဆင်ပြေစီကမေးလို့ရတယ်ဒီကငါအဲ့လိုဒီငါထည့်ပေးလိုက်မယ်လေနော် ငါယောက်ျားဖုန်းနံပါတ်သိရမလား အေးဒီအဲ့ဒီပဲငါထည့်ပေးလိုက်တော့မယ်နော် အေးတော့မသိစင်တော့ငါယောက်ျား မပြောပါဘူး ဆိုတော့ငါ ငါတို့က နင်ပြန်ပေးမယ် ဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်ဟောပတ်စံလေးပြန်ပေးပါနော် ဒီမဲ့အလုပ်ရပြီဆိုတော့နဲ့လေဒီမဲ့ငါတို့လက်ထဲမှာလေယောက်ျားဖုန်းဆက်ပြီးခေါ်နေပြီဒီမဲ့ငါတို့လက်ထဲမှာလေငွေသိနေပြီအဲ့ကြလို့ရှိရင်နင့်ကိုမဟုတ်ဖို့ အာ ငါတကယ်ချင်းကိုလေကျေးဇူးတင်လို့နောက်ထပ်လောက်ပဲကြွေးအောင် ဒီပါဟုတ်ပြီဟုတ်ပြီ ငါခေါ်မနော်